လေထဲမှာငမန်းကြီးတကောင်ကိုဖမ်းမိထားတော့အဲ့ဒီငမန်းအတီကြီးလည်းအမှတ်တရဓာတ်ပုံရိုက်ရှင်နေတာဘေးကတငယ်ချင်းကလည်းခဏရဲနေတာပေါ့ဒါပေမဲ့ကန်ဆိုးချင်တော့သူဓာတ်ပုံရိုက်ဖို့ငမန်းသားလည်းကတ်ရောလှေကရုတ်တရက်ကြီးရင်ထိုးသွားပြီးအဲ့ဒီလူပင်လေထဲပြုတ်ကျသွားပါလေရောအစတိုင်းမှာတော့သူကတီတီငင်ငင်ပါပဲငါကတော့ပင်လေဘရင်ကိုအနိုင်ပိုင်းနိုင်ခဲ့ပြီဆိုပြီးဂုံယူနေသေးတာဒါပေမဲ့ခဏနေတော့မှဂျိုးနတ်တယောက်ထူးထူးခြားခြားတစ်ခုကိုခံစားလိုက်ရတယ်တကယ်အန်ဒီယေကသူ့ဘေးနားကငမန်းသေးကြီးမဟုတ်ဘူးဗျရေအောက်ထဲမှာတကယ်အကောင်ကြီးတကောင်ရှိနေတာရုတ်တရက်ဆိုသလိုပဲပင်လေရေနက်ထဲကနေငမန်းဤတကောင်ဝုန်းကနေတက်လာပြီးဟိုလူကိုရောလှေပေါ်ကငမန်းသေးကြီးကိုရောတလုတ်တန်းနဲ့ဝါမျိုးပစ်လိုက်တော့တာပဲအဲ့ဒီငမန်းကြီးကဘလောက်တောင်အားတန်တယ်လဲဆိုရင်လှေကြီးတောင်တစင်းကြီးပျက်စီးသွားတဲ့အထိပဲလူတွေလည်းအသက်လူပြီးရေထဲခုန်ချရတာပေါ့အခြေအနေတွေကတော်တော်ဆိုးသွားပြီလူအချို့ကလှေပက်တွေးပေါ်တွဲတက်နေကြပေမဲ့တင်းဘိုးသားနှစ်ယောက်ကတော့ရေလေခေါင်မှာပိတ်မိနေတော့အဲ့ဒီအချိန်မှာပဲငမန်းကြီးရဲ့ကြောဆူးတောင်ကြီးကသူတို့စီတရရိပ်ချင်းကပ်လာတယ်အဲ့ဒီမှာအဖိုးတယောက်ကတခြားလူတွေလွတ်မြောက်ဖို့အတွက်သူ့အသက်ကိုစတေးပြီးငမန်းရှိကိုတက်တိုးသွားခဲ့တယ်အဲ့ဒီအခွင့်အရေးကိုသုံးပြီးတခြားလူတွေကအသက်ငယ်လေးနဲ့ထွက်ပြေးနိုင်ခဲ့ကြတာပေါ့ဒါပေမဲ့ဆက်လီအင်ဂျင်တန်ကြောင့်ငမန်းကြီးကနောက်ကလိုက်လာပြန်ရော